ဘယ်လင်ရဲ့သွင်းကိုတွေနဲ့အချိန်ပိုမှာနော်ဝေကိုအနိုင်ယူပြီးဆီမီဖိုင်နယ်ကိုတက်လှမ်းသွားတဲ့အင်္ဂလန်ကဲဒါကျွန်တော်တို့ဒါ2026ကမ္ဘာဖလားကွာတာဖိုင်နယ်ပွဲစဉ်နေတဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ဒါနော်ဝေအသင်းနဲ့အင်္ဂလန်အသင်းတို့ရဲ့ပွဲစဉ်ကတော့2ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့ပြီးဆုံးသွားခဲ့ပါတယ်ဒါအင်္ဂလန်အသင်းကမိနစ်90အတွင်းမှာတစ်ဖက်တကိုးစီတည်ကျနေခဲ့ပြီးတော့ဒါအချိန်ပိုရောက်မှဒါဂျုဘယ်လင်ဟန်ရဲ့အနိုင်ဂိုးနဲ့အတူပေါ့နော်ဒါနာမည်ကြီးနေတဲ့နော်ဝေအသင်းကိုတော့အိမ်ပြန်ပို့လိုက်နိုင်ပြီပဲဖြစ်ပါတယ်ဒီနိုင်ပွဲရတဲ့ဒါအင်္ဂလန်အသင်းအတွက်တော့သူတို့အသင်းရဲ့ဒါသမိုင်းကြောင်းတစ်လျှောက်ပေါ့နော်၄ချိန်မြောက်အဖြစ်ဒါဆီမီဖိုင်နယ်အဆင့်ကိုဒါတက်လန်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီပွဲကဒါအင်္ဂလန်အသင်းအတွက်တော့ဒါအလွယ်တကူအနိုင်ရရှိခဲ့တဲ့ပွဲတစ်ပွဲမဟုတ်ဘူးဒီပွဲလုံးကိုဒါအနိုင်ကိုရဖို့အတွက်ခဲစင်းနဲ့ကြိုးပမ်းခဲ့ရတယ်မိနစ်90လုံးလုံးစိတ်ရှည်တီးခံခဲ့ရပြီးတော့ဒါအချိန်ပိုရောက်မှသူတို့လိုအပ်နေတဲ့အနိုင်ကိုရရှိခဲ့တာဖြစ်ပါတယ်ဒါပွဲတွက်လူစင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါနော်ဝေအသင်းဘက်ကလည်းဒါအန်အသင်းစီကပြောင်းလဲတွေလှုပ်လာတယ်ဒါကျွန်တော်တို့ဒီဘဲတောင်မန်ကစားသမားဖြစ်တဲ့နူဆာကိုအရန်ကုန်ပို့ပြီးတော့ဒါဘရာဇီးနဲ့ပွဲမှာဒါလူစားဝင်လာပြီးတော့ assistant နှလုံးဖန်တီးပေးနိုင်ခဲ့တဲ့ဒါရှတာရက်ကိုတော့ဦးစားပေးပြီးဒါဘဲတောင်မန်မှာပွဲထွက်ကစားစေခဲ့တာဖြစ်ပါတယ်ကျန်တဲ့နေရာတွေမှာတော့နော်ဝေအသင်းကပြောင်းလဲမရှိခဲ့ဘူးအင်္ဂလန်အသင်းရဲ့ဒါပွဲထွက်လူစင်းကိုကြည့်မယ်ဆိုရင်လည်းသူတို့အသင်းရဲ့ညာချမ်းတော်တော်လေးအားနည်းခဲ့တာကိုတွေ့ရတယ်ညာချမ်းမှာနောက်ခံလူနေရာမှာကွန်ဆာကိုအသုံးပြုခဲ့ရပြီးတော့ဒီ right wing ကနေရာမှာလည်းမာဒူကီလိုကစားသမားမျိုးကိုအသုံးပြုခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဒီပထမပိုင်းဒီပွဲစားချိန်ကနေဒီမိနစ်30လောက်အထိကတော့နော်ဝေအသင်းကဘာမှလုပ်လို့မရဘူးဗျဒါသူတို့အသင်းရဲ့ဒီစနစ်ကြောင့်လည်းဆိုင်လိမ့်မယ်ဒီပွဲစားဝီစီမုတ်ခရဲကနေပြီးတော့ဒီပထမပိုင်းမိနစ်30လောက်အထိကအင်္ဂလန်အသင်းကပဲဒါစိတ်ကြိုက်ဘောလုံးကိုတည်ပြီးတော့ကစားတယ်နော်ဝေအသင်းကသူတို့ဒီ mid block နဲ့ပဲပေါ့နော်ဒါခံစစ်တီးတန့်ပဲဒါပထမပိုင်းမိနစ်30လောက်အထိကိုပေါ့နော်ဒါခံပြီးတော့ကစားနေတယ်ဒီစောစောစီးအင်္ဂလန်ဘက်ကိုဂိုးပေးလိုက်ရမှာစိုးရိမ်တဲ့နော်ဝေအသင်းရဲ့ view ကအလုပ်ဖြစ်တယ်ဒီအစောပိုင်းမိနစ်တွေမှာဒါအင်္ဂလန်အသင်းကစိတ်ကြိုက်ဘောလုံးကန်ခွင့်ရခဲ့ပေမဲ့လည်းဒါနော်ဝေခံစစ်ကိုဒါထိရောက်တဲ့ဂိုးပေါက်ချင်းချောင်းမှုတွေမပြုလုပ်နိုင်ခဲ့ဘူးအထူးသဖြင့်ပေါ့နော်အင်္ဂလန်ရဲ့ side back တွေဖြစ်တဲ့ဒါကွန်ဆာနဲ့အိုရိုင်လီကတိုက်စစ်ကိုလိုက်ပါတဲ့နေရာမှာတော်တော်လေးကိုခက်ခဲနေခဲ့တယ်ဒါအိုရိုင်လီဆိုရင်လည်းသူ့အနေနဲ့တိုက်စစ်ကိုလိုက်ချင်တယ်ဒါပေမဲ့တစ်ဖက်ကနော်ဝေအသင်းရဲ့ညာချမ်းမှာကစားနေတဲ့ဆော်လော့ကိုတစ်ချိန်လုံးမျက်ခြေပြက်ခံလို့မရတဲ့အတော့ပေါ့နော်တိုက်စစ်ကိုသူ့အနေနဲ့လွတ်လပ်လိုက်ပါခွင့်မရဘူးတစ်ဖက်ကညာချမ်းမှာကစားတဲ့ကွန်ဆာကလည်းဒါသူကစားတဲ့မူလနေရာစင်တာဘက်ဗျာသူ့အနေနဲ့လူမရှိလို့ဒါညာချမ်းမှာထွက်ကစားရတာသူ့ဘက်ချမ်းကြတော့ဒါခံစစ်ကိုလုံခြုံမှုပေးနိုင်ပေမဲ့တိုက်စစ်လိုက်ပါတဲ့နေရာမှာတော့အားနေတယ်အဲ့တော့ကြောင့်မလို့ဒါညာချမ်းမှာမာတူကီတယောက်တည်းကပဲတော်တော်လေးကိုရုန်းကန်ခဲ့ရပြီးတော့သူကိုယ်တိုင်လည်းတိတ်ပြီးတော့ချီမပေါ်ခဲ့ဘူးဒါကွင်းလေက Declan Rice ဆိုရင်လည်းသူတော်တော်လေးပွဲပန်းနေတာကိုတွေ့ရတယ်သူ့ရဲ့ကြမ်းခိုင်မှုအနေထားကြောင့်ပေါ့နော်သူ့ရဲ့ကစားဟန်တာမန်အောက်ကိုရောက်နေတယ်အဲ့ဒါကြောင့်မလို့အင်္ဂလန်အသင်းရဲ့ဒါ overall ဒါတင်းဝေါ်ကစားပုံမှာတော်တော်လေးကိုလိုအပ်ချက်တွေရှိခဲ့တယ်ဒီမိနစ်30နောက်ပိုင်းမှာတော့နော်ဝေအသင်းရဲ့ဘောလုံးကိုပြန်ကင်လာပြီးတော့အမှတ်မတင်ဒါသူတို့ဥဆောင်ကိုစတင်ရရှိခဲ့ပါတယ်ဒီအလုံးကဒါဟာရီကိန်းစီကနေပြီးတော့ဒါနော်ဝေအသင်းရဲ့ကစားသမားအတင်းဖြတ်လူတယ်အိုဒီကတ်ကိုပေးတယ်အိုဒီကတ်ကဒီဘဲတောင်မန်ကိုထိုးပေးလိုက်တယ်ဘဲတောင်မန်ကဒီနေ့ပွဲမှာပွဲထုတ်ခွင့်ရခဲ့တဲ့ရှတာရက်ကအမှတ်မတင်ဖြတ်ကန်တင်လိုက်တဲ့အလုံးကဂိုးတွေကိုတိုက်ရိုက်ဝင်ပြီးတော့ဒါနော်ဝေအသင်းအတွက်တကယ်ဥဆောင်ကိုရရှိခဲ့ပါတယ်ဒီလိုအမှတ်မတင်အနေထားကနေပေးလိုက်ရတဲ့ဥဆောင်ကိုကြောင့်မလို့ဂိုသမပစ်ဖို့လဲဒါ mentality ဘိုင်းမှာနည်းနည်းလေးထိကြိုက်သွားတယ်ဗျအဲ့နောက်ပိုင်းမှာဒါသူ့အနေနဲ့ပေါ့နော်နော်ဝေအသင်းရဲ့တင်သမျှ crossing တွေကိုရှေ့ထွက်ဆွဲရမလားဂိုးထဲမှာပဲရက်ဆောင်ပြီးတော့ပုတ်ထုတ်ရမလားဆိုတော့ဇဝေဇဝါဖြစ်နေတဲ့ခိုက်တန့်လေးတွေကိုလည်းကျွန်တော်တို့မကြာခဏတွေ့ခဲ့ရပါတယ်။ဘာဖြစ်ဖြစ်ဒီပွဲမှာတကယ်ကိုချီးကျူးရမယ့်ကစားသမားကတော့ဂျူဘယ်လင်ဟန်ပဲဗျ။ဂျူဘယ်လင်ဟန်အနေနဲ့ဒါပထမပိုင်းမပြီးခင်မှာပဲဒါအသင်းအတွက်အရန်အရေးပါတဲ့ခြေပါကိုလှလှပပသွင်းပေးခဲ့ပါတယ်။ဒါဘယ်ချမ်းကနေအန်တိုနီဂေါ်ဒွန်ကပေးလိုက်တဲ့ဘောလုံးကလည်းတော်တော်လေးကိုပညာသားပါတယ်ဗျ။ဒါအေရီးယာထိပ်မှာအသင်းဆောင်နေတဲ့ဘယ်လင်ဟန်ကတစ်ချက်ထိန်းပြီးတော့အေရီးယာတဲ့တိုက်ရိုက်ဆွဲဝင်သွားတယ်။နောက်ကလူ2ယောက်တားဆီးနေတဲ့ဂျားတွေကနေဘဲချင်နဲ့ဒါတောင်နဲ့ကိုကန်သွင်းပြီးတော့ခြေပါကိုရယူပေးခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ဒါပထမပိုင်းမှာတော့တစ်ဖက်တကိုးစီတီရလက်ထွက်ပေါ်နေတယ်ဒုတိယပိုင်းမှာတော့ဒါနော်ဝေအသင်းကပူကောင်းတဲ့ကစားဟန်ကိုပြသနိုင်ခဲ့တယ်ဒါသူတို့အသင်းရဲ့နီးပြူအတိုင်းပဲပထမပိုင်းမှာတေရလက်လောက်ကစားမယ်ဒုတိယပိုင်းမှာသူတို့ကအတက်ကင်ကိုပိုတင်ပြီးတော့ဒါပိုင်ဆိုင်မှုများများနဲ့အင်္ဂလန်ကိုပိုထိန်းချုပ်ပြီးတော့သူတို့ရဲ့ကစားကွက်ရောက်အောင်ကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်နော်ဝေဘက်မှာအဓိကတိုက်စစ်မှုဟာလန်တိတ်ပြီးတော့လှုပ်ခွင့်မရပေမဲ့ဒါကွင်းလယ်မှာအိုဒီကတော်တော်လေးကိုခြေစွမ်းပြခဲ့တယ်ညာချမ်းဆော်လုံးအနေနဲ့လည်းကစားပုံကောင်းပေမဲ့ဒါသူ့အနေနဲ့တချို့ဆုံးဖြတ်ချက်လေးတွေမှာတော့အားနည်းချက်လေးတွေရှိတယ်ဒုတိယပိုင်းမှာဆိုရင်ဒါနော်ဝေအသင်းရဲ့ set piece တွေမကြာခဏရတဲ့ထောင်းကန်ဘောတွေကနေပြီးတော့အင်္ဂလန်အသင်းကိုတစ်ချိန်လုံးချင်းချောင်းနေခဲ့တာဒီလိုနဲ့ဒါဒုတိယပိုင်းမှာနော်ဝေအသင်းကထပ်ပြီးတော့ဥဆောင်ကိုတကူရခဲ့သေးတယ်ဒါပေမဲ့အဲ့ဥဆောင်ကိုရခဲ့တဲ့ခိုက်တန့်မှာဒါအေရီးယာထဲမှာပေါ့နော်ဟာလန်ကဒါအင်္ဂလန်ကွင်းလယ်လိုအီလီယက်အန်ဒါဆန်ကိုစောင့်တွန်းခဲ့တယ်ဆိုပြီးတော့ဂိုးဝါတာတော့မှပဲဒါဒိုင်ယာဗီယာပြန်ကြည့်ပြီးတော့တွင်းကို
ပယ်ဖြတ်ခဲ့ပါတယ်ဒါဒီကိုကလည်းတော်တော်လေးကိုနော်ဝေတော်တော်နှမျောဖို့ကောင်းတယ်ရာဝါတဲ့အခွင့်အရေးနဲ့ဒါတွင်းလိုက်တဲ့အချိန်ကသူတို့အသင်းကိုနောက်တစ်ဆင့်ကိုပို့ဆောင်ပေးနိုင်တဲ့အနေအထားပေါ့နော်ဒါပေမဲ့လည်းဒါဟာလန်ရဲ့ဖောင်းကထင်ရှားနေတဲ့အတွက်ကြောင့်မို့လို့နော်ဝေအသင်းကဒါဥဆောင်ကိုရမယ့်ခွင့်ရကိုဆုံးရှုံးခဲ့ရတယ်ဒုတိယပိုင်းမှာတော့ဒါအင်္ဂလန်အသင်းကဒါနီးစနစ်ပိုင်းပြောင်းလဲမှုအများအပြားကိုခက်စိတ်စိတ်ပြုလုပ်ခဲ့တာတွေ့ရပါတယ်နီးပြသောမတ်တူချယ်အနေနဲ့ပေါ့နော်ဒီ tournament game မှာ तू ကဘယ်လောက်ထိဆရာကြလဲဆိုတော့သူ့ရဲ့ဒါလူစားလဲမှုတွေကတက်တည်ပြနေတယ်ပထမပိုင်းပြီးချင်းမှာပဲကစားကြပြီးတော့ကြန့်ခိုင်မှုတိတ်မကောင်းတဲ့ Declan Rice ရဲ့နေရာမှာနောက်ထပ် Arsenal ကစားသမားတစ်ယောက်ဖြစ်တဲ့ Azil ကိုထည့်တယ် Azil ဝင်လာတဲ့အချိန်မှာဒါ Bellingham က Elliot Anderson နဲ့တွဲဖို့အနောက်ကိုပြန်ဆင်းတယ်ဒါ Azil က attacking midfield ဖြစ်သွားတယ်အဲ့ဒါနဲ့တင်တူချဲမပြီးသေးဘူးဗျာနောက်ထပ်ဒီ position ပြောင်းလဲဖြစ်စေမဲ့လူစားလဲမှုတွေအများကြီးထပ်ပြီးတော့ပြုလုပ်ခဲ့သေးတယ်ကျွန်တော်တို့ Gordon ရဲ့နေရာမှာ Reece James ကိုထည့်ပြီးတော့ Bellingham ကိုရှေ့ပြန်ပို့တယ်ဒါ Azil ကို Bell James ကိုပြန်ထုတ်တယ်နောက်ပြီးတော့ဒါ Reece James ကို right back ပြန်ပို့ပြီးတော့ Morgan Roger ကိုထပ်ထည့်ရတယ်တော်မတ်တူချယ်အနေနဲ့ပေါ့နော်သူတို့အင်္ဂလန်အသင်းရဲ့ကစားသမားအင်အားကျွယ်ဝမှုကိုဒါထိထိရောက်ရောက်အသုံးချနိုင်ခဲ့တယ်လို့ပဲပြောရမှာပါမိနစ်90အတွင်းမှာတော့ဒါနှစ်သင်းစလုံးကတစ်ဖက်တစ်ကိုးစီမျှတတဲ့တည်ရလက်ထွက်ပေါ်ခဲ့ပြီးတော့ဒါအင်္ဂလန်အတွက်တကယ်ကိုအရေးပါတဲ့အနိုင်ကိုတော့အချိန်ပိုပထမပိုင်းစပြီးတော့တိတ်မကြခင်မှာပဲပေါ့နော်ဒါဘယ်လင်ဟန်အနီးကပ်ပိတ်သွင်းခဲ့တာပဲဖြစ်ပါတယ်ဒီလုံးမှာတကယ်ကောင်းသွားတာတော့ Morgan Roger ပဲဗျဒါ area ရဲ့အပြင်ဘက်ပေါ့နော်တော်တော်လေးခက်လန်းလန်းအနေထားနေပြီးတော့ဒါကိုပေါက်တဲ့ကိုအားနဲ့အပြင်းကန်သွင်းခဲ့တယ်ဒါသူကန်လိုက်တဲ့ဘောတော့တော်တော်လေးကိုအားပါပြီးတော့ဖန်ရခက်ခဲတဲ့အနေအထားမျိုးမှာဒါနော်ဝေဂိုးသမားအနေနဲ့လည်းသူ့အနေနဲ့တော်တော်လေးကိုဖန်ရခက်ခဲပြီးတော့ဒါအမိမဖမ်းလိုက်နိုင်ဘူးဘောလုံးကိုပုတ်ယုံမဲ့ပုတ်လိုက်နိုင်တယ်အဲ့တော့ဒါဘယ်လင်ရပြန်ထွက်လာတဲ့ဘောလုံးကိုဒါအနီးကပ်ပိတ်သွင်းပြီးတော့ဒါအင်္ဂလန်အသင်းကိုဆီမီဖိုင်နယ်ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်ဘာဖြစ်ဖြစ်ဂျူဘယ်လင်ဟန်ကအင်္ဂလန်ကိုထမ်းလာတာတော်တော်လေးကိုတော့များနေပြီဗျပြီးခဲ့တဲ့မက္ကဆီကိုနဲ့ပွဲမှာလည်းဒါအရေးပါတဲ့သွင်းကို2ခုသွင်းနေဒီနေ့ပွဲမှာလည်းသူတယောက်တည်းရပဲဒါအင်္ဂလန်အသင်းရဲ့သွင်းကို2ကိုလုံးကိုသွင်းယူပေးခဲ့တာပါဒီ World Cup မှာဆိုလို့ရှိရင်ဒါကွင်းလဲလူဂျူဘယ်လင်ဟန်ကအခုဒီပွဲပါနဲ့ဆိုလို့ရှိရင်ပေါ့နော်စုစုပေါင်းသွင်းကို6ဂိုးအထိရှိသွားခဲ့ပါပြီဒါသူတို့ရဲ့တိုက်စစ်မှုဟာရီကိန်းနဲ့တောင်မှပဲဒါဂိုးရည်အတွက်ချင်းတူသွားတဲ့အနေအထားဖြစ်ပါတယ်ဘာဖြစ်ဖြစ်ဒါအင်္ဂလန်အသင်းတော်တကယ်ကိုခဲရခဲစင်းနဲ့ရယူခဲ့တဲ့နိုင်ပွဲတစ်ပွဲဖြစ်ပါတယ်ဒါသူတို့အသင်းက2018မှာဆီမီတက်တယ်2022မှာကွာတာတက်တယ်အခုဒီချိန်2026မှာလည်းဒါဆီမီဖိုင်နယ်အဆင့်ကိုတက်လန်းနိုင်ခဲ့ပြီးတော့ဒါနောက်ပိုင်းဒါ tournament တွေမှာကောင်းမွန်တဲ့ပုံစံကောင်းတစ်ခုကိုပြသနိုင်ခဲ့ပြီဖြစ်ပါတယ်။တစ်ဖက်ကရှုံးနေခဲ့တဲ့နော်ဝေအသင်းကလည်းဒါဒီအဆင့်ကိုထိုက်ထိုက်တန်တန်နဲ့ရောက်လာတာသူတို့ဒီပွဲကိုရှုံးခဲ့လို့ဘာမှဂုဏ်ငယ်စရာမရှိဘူးပေါ့နော်ဒါတော်တော်လေးကိုသူတို့ရဲ့ဒီ2026ကမ္ဘာဖလားခီးကကွာတာဖိုင်နယ်မှာအဆုံးသတ်ရတယ်ဆိုပေမဲ့ဒါပြည်သက်တွေကိုဖျော်ဖြေမှုအပြည့်အဝပေးနိုင်ခဲ့တဲ့အသင်းကောင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ဆီမီဖိုင်နယ်ကိုတက်လန်းသွားတဲ့အင်္ဂလန်အသင်းကတော့ဒါအာဂျင်တီးနားနဲ့ဆွစ်ဇာလန်ပွဲကအနိုင်ရရှိလာတဲ့အသင်းနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ဘောလုံးပွဲတွေကိုအကောင့်ဖွင့်ဆော့ကစားခြင်းနဲ့ဆိုရင်တော့Viber နံပါတ်39 00 268384ကိုဆက်သွယ်ပြီးအကောင့်ဖွင့်ဆော့ကစားလို့ရပါတယ်ခင်ဗျာ